ဆီးရီးယားမှာရှိတဲ့အမေရိကန်စစ်သည်တွေတိုက်ခိုက်ခံရတာကိုလက်စားချေတဲ့အနေနဲ့ဆီးရီးယားကအစ္စလာမစ် IS ရဲ့စခန်းတွေကိုလေကြောင်းကနေအကြီးအကျယ်ထိုးစစ်ဆင်ခဲ့တယ်လို့အမေရိကန်ကထုတ်ပြန်ပါတယ်။ဆီးရီးယားနိုင်ငံအလယ်ပိုင်းကပြစ်မှတ်80ကျော်ကိုတိုက်လေရင်တွေတိုက်ခိုက်ရေး3ရဟတ်ယာဉ်တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အမေရိကန်ရဲ့အလယ်ပိုင်းစစ်ဌာနချုပ်ကပြောပါတယ်။တိုက်ခိုက်မှုမှာဂျော်ဒန်ကတိုက်လေရင်တွေလည်းပါဝင်ခဲ့ပါတယ်။ထောက်လန်းသိရှိထားတဲ့ IS အဆောက်အုံတွေနဲ့လက်နက်တိုက်တွေကိုပြင်မလွဲလက်နက်100ကျော်နဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမေရိကန်စစ်တပ်ကပြောပါတယ်။ဆီးရီးယားမှာရှိနေတဲ့ပယ်မရာမြို့မှာဒီဇင်ဘာလ23ရက်နေ့က IS ဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့တာကြောင့်အမေရိကန်စစ်သည်2ဦးနဲ့အမေရိကန်အရက်သားစကားပြန်2ဦးသေဆုံးခဲ့ပြီးတဲ့နောက် IS ရဲ့ခြေကုပ်စခန်းတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ဟော်ကီတိုက်ခိုက်မှုစစ်စင်ရေးကိုတောက်ကြနေအရှေ့တိုင်းစံတော်ချိန်16နာရီမှာလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဥရောပအာဖရိကနဲ့အင်ဒိုပစိဖိတ်မှာရှိတဲ့အမေရိကန်စစ်စင်ရေးညွှန်ကြားကုတ်ခဲ့တဲ့လူမှုကွန်ရက်ကနေရေးသားပါတယ်။ဒေတာရင်းကအမေရိကန်နဲ့မဟာမိတ်တွေကိုအန်ဒီရပေးဖို့လှုံ့ဆော်နေတဲ့အကြမ်းဖက်သမားတွေကိုမနာမနေဆက်လက်ရှာဖွေအောင်မှာဖြစ်တယ်လို့တပ်မှုရေတပ်ဗိုလ်ချုပ်ဘရက်ကူဘာကပြောပါတယ်။ဒီစစ်စင်ရေးကစစ်ပွဲတစ်ပွဲမဟုတ်ပါဘူးလက်စားချီတာလို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ကပြောပါတယ်။ကမ္ဘာတဝန်းဘယ်နေရာမဆိုရှိတဲ့အမေရိကန်တွေကိုပြစ်မှတ်ထားမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုဟာခမားတို့ကိုခြေရခံရှာဖွေမယ်တွေ့အောင်ရှာမယ်ပြီးရင်ရဆက်ဆက်တတ်မယ်ဆိုတာသိထားပါခမားရဲ့ဘဝလက်ကျန်ကိုပူဝံမနေနဲ့ဖျက်ဆီးရမယ်ဆိုတာသိထားပါလို့သူကပြောပါတယ်ဒီတော့ကျွန်တော်တို့ဟာရန်သူတွေကိုရှာဖွေတုတ်တင်ခဲ့ပါတယ်အများကြီးပါပဲပြီးတော့ဆက်လက်အောင်ပါပါလို့အမေရိကန်ကာကွယ်ရေးဝန်ကြီးကဆက်ပြောပါတယ်ကျွန်တော်တို့ကတိပြုတဲ့အတိုင်းအမေရိကန်ဟာတာဝန်ရှိတဲ့လူသက်သမားအကြမ်းဖက်သမားတွေကိုပြင်းပြင်းထန်ထန်လက်စားချေနေပါပြီလို့သမ္မတထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်ဆီးရီးယားအစိုးရကအပြည့်အဝထောက်ခံထားပါတယ်လို့လည်းသူကပြောပါတယ်ရကာနဲ့ဒီယာအဇော်မြို့တွေအနီးက IS စခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ဗြိတိန်ခြေစိုက်ဆီးရီးယားလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကပြောပါတယ်။နာမည်ကျော် IS ခေါင်းဆောင်တဦးနဲ့တိုက်ခိုက်ရေးသမားတော်တော်များများသေဆုံးခဲ့တယ်လို့အဖွဲ့ကပြောပါတယ်။ IS ဘက်ကတော့တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။ပယ်မယာမြို့ကတိုက်ခိုက်မှုကို IS တနက်သမားတဦးကလုပ်ခဲ့တာဖြစ်ပြီးသူ့ကိုလည်းတုတ်တင်ပြီးပြီလို့အစောပိုင်းမှာထုတ်ပြန်ထားပါတယ်။ဆီးရီးယားသမ္မတထိန်းချုပ်မှုမရှိတဲ့နေရာမှာအခင်းဖြစ်ပွားခဲ့တာဖြစ်ပြီးနောက်ထပ်အမေရိကန်စစ်သည်3ဦးလည်းဒဏ်ရာရခဲ့တယ်လို့ပင်တဂွန်အရာရှိတဦးကပြောပါတယ်။တိုက်ခိုက်သူတွေဟာဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်တဦးဖြစ်တယ်လို့ ISHR ကတစ်ချိန်တည်းမှာပဲထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုနဲ့ပတ်သက်လို့ဘယ်အဖွဲ့ကမှသူတို့လက်ချက်ဖြစ်တယ်ဆိုတာပြောဆိုထားတာမရှိသေးသလိုတနက်သမားဘသူဖြစ်တယ်ဆိုတာလည်းမသိရသေးပါဘူး။2019ခုနှစ်ကအမေရိကန်ကြောတော့နောက်ခံရတဲ့ဆီးရီးယားလက်နက်ကိုင်မဟာမိတ်အဖွဲ့က IS ဆီးရီးယားနောက်ဆုံးခြေကုပ်နေရာတွေကိုဆုံးရှုံးခဲ့ပြီလို့ထုတ်ပြန်ခဲ့ပေမဲ့ဂျီဟတ်အဖွဲ့ရဲ့တိုက်ခိုက်မှုတချို့ဆက်ရှိနေသေးပါဆီးရီးယားနဲ့အီရတ်မှာ IS အဖွဲ့ဝင်9000ကနေ9000အထိရှိနေသေးပဲလို့ကုလသမဂ္ဂကပြောထားပါတယ် IS တိုက်ခိုက်ရေးလှုံ့ဆော်မှုတစ်စိတ်တစ်ပိုင်းအဖြစ်တခြားတပ်ဖွဲ့တွေကိုလေ့ကျင့်သင်ကြားပေးဖို့အမေရိကန်ဟာ2015ခုနှစ်ကတည်းကဆီးရီးယားမှာစစ်သည်တချို့တပ်ဆွဲထားခဲ့တာဖြစ်ပါတယ်ဆီးရီးယားဟာ IS တိုက်ခိုက်ရေးနိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာမကြသေးမီကပဲပါဝင်ခဲ့ပြီးအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကတိပြုထားပါတယ်2024ခုနှစ်မှာအာဆတ်အစိုးရကိုဖြုတ်ချခဲ့တဲ့ညွန့်ပေါင်းအဖွဲ့ရဲ့ဂျီဟတ်ခေါင်းဆောင်ဟောင်းဖြစ်သူလက်ရှိဆီးရီးယားသမ္မတအာမက်အယ်ရှာရာကတော့နိုဝင်ဘာလမှာထရန့်နဲ့အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ပြီးသူ့ရဲ့ခီးစဉ်ဟာနှစ်နိုင်ငံအတွက်ခေတ်သစ်စတင်တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်ခင်ဗျာ